ဘဝခီးကိုသွားကြတဲ့လူတွေဘာအရေးကြီးဆုံးလဲလို့မေးစိတ်ကောင်းနှလုံးကောင်းရှိဖို့ဒါကြောင့်တမုတ်စတော်ဘုရားကြီးကစိတ်ထားကောင်းဖို့ပထမအရေးကြီးဆုံးကအဲ့ဒါပဲဘဝခီးကိုသွားမှာကျွတ်တော့ကဘဝခီးဆိုတာကဒီဘဝမသိခင်သွားတဲ့ခရီးရှိတယ်လို့ဒီဘဝသိပြီးတဲ့နောက်နောက်ထပ်ဆက်သွားမယ်တဘဝပြီးတဘဝသွားတဲ့ခရီးလည်းရှိတယ်ဘဝခီးကိုအကျဉ်းမြင့်နှမျိုးနားလည်ရလို့နော်တရပြီးတရတစ်ချိန်ပြီးတစ်ချိန်မသိခင်မှာသွားနေရတာလဲဘဝခရီးပဲသိပြီးတဲ့နောက်နောက်ထပ်ဘဝတစ်ခုထပ်ဖြစ်မယ်အကောင်းလားအဆိုးလားဆိုတာကတော့ဒီကနေ့စိတ်ထားလေးပေါ်မှာပဲမူတည်မယ်အဲ့ဒါလဲကံတရားပဲနော်မသိခင်ကစိတ်ထားကောင်းလေးတွေနဲ့လောက်ရကောင်းလေးတွေအတွေးကောင်းလေးတွေနဲ့ဘဝမှာတကယ်အစဉ်တမ်းမြင့်မြင့်နေလာမယ်ဆိုရင်ဒီကနေ့မှလည်းဘလို့လုပ်ပြီးတော့မှယုံညံ့တဲ့စိတ်နဲ့သိတဲ့အကြောင်းမရှိဘူး။နောက်မသိခင်ကစိတ်ထားတွေကညံ့စိတ်ထား